plot လေးအောင်ငွေဆောင် plot လေးပဲဖြစ်ပါတယ်မဆူစီမှာ package လေးဝယ်ပြီးတော့ရုံးတို့တွေမနက်4နာရီခွဲကားစားထွက်ပါတယ်မနက်4နာရီခွဲဆိုတော့လမ်းမှာကြက်ဥပြုတ်ပဲကြက်ဥလေးပဲပြုတ်ပြီးတော့ကြက်ဥလေးပဲစားပါတယ်ကြက်ဥလေးစားတယ်ကြက်ဥလေးစားတယ်ကြက်ဥလေးစားတယ်တစ်လုံးပဲစားပါတယ်ပြီးတော့ခီးဆက်ပါတယ်ပြီးတော့မနက်မိုးလင်းပြီပေါ့နော်မနက်မိုးလင်းတဲ့ခါကျတော့လမ်းခီးဆက်ပါတယ်လုံးဝဟိုတိတ်ပလေကိုကြည့်နေရတယ်လို့အရမ်းမိုက်တယ်ပေါ့နော်ပြီးတော့ယူနိုပန်တနော်မှာရက်ပါတယ်ပန်တနော်မှာခဏရက်ပြီးတော့ breakfast စားဖို့အတွက်ရက်ပြီးပါတယ်အဲ့ဒီကပန်တနော်မွေးငါအရမ်းစားလို့ကောင်းပါတယ်ဒါပေမဲ့အရမ်းအေးနေတဲ့အချိန်ဆိုရုံခောက်ဆွဲပြုတ်ပဲစားခဲ့ပေါ့နော်မွေးငါလည်းမီးတော့မီးခဲ့ပါတယ်တကယ်စားလို့ကောင်းပါတယ်မွေးငါလည်းပြီးတော့ဆက်ပြီးတော့သွားပါတယ်ဆက်ပြီးတော့သွားပြီးတော့ယူနို12နာရီလောက်မှယူနိုငွေဆောင်ရောက်ပါတယ်ငွေဆောင်အခန်းလေးကိုကြည့်ရပေါ့နော်ဒါလေးကငွေဆောင်အခန်းလေးကိုရိုက်ပြထားပါတဟာဗီလာမှာတဲခဲ့ပါတယ်မြို့အဝင်ဖြစ်ပေမဲ့ပေါ့နော်သူကသွားလာတော့ဝေးပေမဲ့တကယ်တန်တန်ရှင်းရှင်းလေးနဲ့တဲခဲ့ရပေါ့နော်အရန်အဆင်ပြေပါတယ်တဟာဗီလာမှာတဲခဲ့ပါတယ်ပြီးတော့ချက်ပို့ကိုလည်းယွန်းအိမီတာနေမှာစားခဲ့ပေါ့နော်အရန်နာမည်ကြီးနေတဲ့အိမီတာဆိုတော့ကောင်းလားမကောင်းလားဆိုပြီးတော့ယွန်းမှာစားခဲ့ပါတယ်အိမီတာကို9ယောက်စာမှာခဲ့ပါတယ်9ယောက်စာကိုဒါငပိတောင်းလေးရယ်နောက်ပြီးတော့ကြတော့ထမင်း9ယောက်စာရယ်ထမင်း9ယောက်စာလည်းအများကြီးပဲပေါ့နော်ပြီးတော့ကြိုက်ထဲမှာကဟင်းပါမယ်ပေါ့နော်ကစုံရက်တဲ့ပဲပဲမောက်ကြော်ရယ်နောက်ပြီးကြီးငါတုတ်ရယ်ပစုံအချိုချက်ရယ်နောက်ကနန်းအသားနှွယ်ပေါ့နော်ကနန်းသားနှွယ်ရယ်ပူဒီဟင်းကားလေးရယ်ပေးပါတယ်ဒီလိုစားပြီးတော့ကန်းချီကိုသွားပြီးရေဆော့ပါတယ်ကန်းချီကိုသူကလိုက်ပို့ပေးတယ်ပေါ့နော်ဒီဗီလာကနေပြီးတော့ free လိုက်ပို့ပေးပါတယ်ဒီလိုရေလမ်းတစ်လျှောက်သွားပြီးတော့ကြည့်လို့ရငေးလေးငေးလို့ရပြီးတော့ကန်းချီမှာဆော့ပါတယ်ကန်းချီမှာရေကစားအသားကြီးလည်းမဲပေါ့နော်ပြီးတော့ညဘက်ကျတော့ Happy New Year ညဆိုတော့ဗီလာနေပြီးတော့မိဘုံပွဲလေးနဲ့ karaoke free လုပ်ပေးပါတယ်အဲ့ခါကျတော့ရုံးတို့တချင်းနေဆိုပြီးတော့ဟဲပြီးပြောကြပါတယ်မိဘုံပွဲလေးနဲ့ဆိုတော့အီးနေတဲ့အချိန်ဆိုတော့လေအရန်မိုက်တယ်ပေါ့နော်နွေးနွေးလေးနဲ့လုံးဝအဆင်ပြေပါတယ်ဗီလာကလည်းအရန်ကိုမှသဘောကောင်းပြီးတော့ပေါ့နော်တော်တော်လေးအဆင်ပြေဗီလာလို့ပြောရမယ်ညတို့တချင်းနေဆိုပြီးတော့ Happy New Year မိသားစုတွေတူတူဖြတ်တန်းခဲ့ပါတယ်ပြီးတော့ Happy New Year အော်ကြပေါ့နော်ပတ်တူးဗီဒီယိုလေးထပ်တင်ပေးပါမယ်အပိကြပေါင်းရှင်ကျေးဇူးပါ